အားလုံးပဲမင်္ဂလာပါကျွန်တော်မင်္ဂလာပါကျွန်တော်များဒီနေ့မှာဆိုတော့ဆေးရွှာစီစဉ်2အပြီးဆုံးပြီပဲဖြစ်ပါတယ်ဘာရောင်းလဲရအောင်အိုးဘာမှလည်းမရောင်းဘူးငါတို့ရွာမှာမရှိဘူးရောပိုတာတာလေးနဲ့ဟာအရင်မြင်အောင်လို့ live speed နဲ့ပြေးပြမြင်လို့တယ်ဗျာ okay ဒါဆိုရင်တော့ AC ပဲယောအိုးယောokay မော်လိုက်တော့ကွာဘာလို့လဲကွာအိုးပြန်ကျင်နေငါတို့ village လေးတောင်ပြန်ကျင်လာပြီကွာ okay ဒီဘက်နားမှာလာတော့ခဏလေးနော်အိုးဒီထဲလေးမှာဘာအများရှိလောက်မလဲအဘလာခရာရှိကရာအိုးအိုင်ယွန်နေရှိရဗျာအိုးအိုင်ယွန်လေးထည့်လိုက်အောင်မယ် okay ကိုလေးလည်းထည့်လိုက်မယ်ဟာ inventory ပြည့်သွားပြီဗာလေးနဲ့ထားရောကြောက်တော့မလို့တော့လျောက်တော့မလားပြန်တူးလို့ရပေါင်မုတ်ယူရင်ကောင်းမလားညီတော့ပါပန်းတီးလေးယူလိုက်မယ်ဘာနဲ့လဲရင်ကောင်းမလဲအော်ရောအစီအကွာကိုတူးလို့ရလေဟုတ်ဘူးလားထားလိုက်ပါတော့ကွာ okay ဒါဆိုရင်တော့ကျွန်တော်စပါးလေးတွေယူပါမယ် okay အာယုံကိုလိုင်းအိုးရောyo yo chakada ayunကိုလိုင်းအိုးayunကိုလိုင်းလေးကဘာဖြစ်နေရလဲဟာထားလိုက်ပါတော့နားလေးမှာရက်တယ်ယောဟာဒီayunကိုလိုင်းတော်တော်ထူးဆန်းတဲ့ayunကိုလိုင်းဒီရွာတော်စိတ်မကောင်းပါဘူး okay တောင်ပေါ်မှာနေရဆိုတော့တောင်အောက်ကိုဆင်းရမယ်လေမဟုတ်ဘူးလားဟိုတောင်အောက်မှာထင်တယ်နော်ကြည်ရတာတောင်ပေါ်ကိုတက်လာပြီလားဆိုဟိုဒါကတော့စလာတော့မှတွေ့ကြရတဲ့နေရာလေမီးတိုင်လေးအတိုင်းလိုက်သွားမယ်လေမီးတိုင်ထားခဲ့တော့အဆင်ပြေတာပေါ့ okay အိတ်လာအောင်မယ်ကွာအိတ်ဆေးလေးအိတ်လာအောင်လမ်းမှာပြားတွေလိုက်တော့သွေးတောင်တော်တော်ရော့သွားတယ် okay NASA ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ bye bye